ကိုရီးယားကာလာနဂါဟုတ်ဘူးကိုရီးရွှေနဂါနှစ်မှာကိုကဲအမြဲအိတ်ချင်နေတဲ့ကောင်လေးတဲ့ကောင်မလေးတွေရှိလားအရင်တစ်ခေါက်ကအရန်လူကြိုက်များပြီးလူမေးများခဲ့တဲ့ slimming တူတူလေးအတိုင်းနှလုံးမမလေးနဲ့အိတ်ချင်နေတဲ့ dragon ပုံစံလေးပေါ့နော်နာမည်က dragon catcher တဲ့ယူရီဆိုလို့ရှိရင်လည်းနဂါနှစ်မှာမွေးတာဖြစ်တယ်ဒီ dragon catcher ဘလိုက်မလဲယူရီတက်လုံးဝဝင်မယ်အတဲ့ပဲအဲ့တော့ဒီ dragon catcher လေးယူရီဖောက်ပြပေးမယ်ယူရီလိုချင်တဲ့ကောင်လေးအရင်ပြလိုက်မယ်နော်သူက6ရောင်ပါတယ်ဒီ dragon catcher လေးကပေါ့နော်သူကနဂါ6ကောင်ဒီမှာဒါလေးဆိုရင်မြေကြီး dragon dragon ဒါလေးဆိုရင်မီ fire dragon အပြာလေးက water dragon အစိမ်းလေးက wooden dragon တော့တစ် dragon ပေါ့နော်ဒီကောင်လေးကကျတော့အနက်လေးကကျတော့ night dragon ဒါလေးက snow နှင်းနဂါပါရှင့်ဒီရတော့အဖြူမဲလို့ချင်တယ် also the red one ကဲတော့ဘာကလေးပတ်မလဲဒီနေ့သူကြည့်လိုက်ရကိုရီးယားကာလာနဂါဟုတ်ဘူးကိုရီးရွှေနဂါနှစ်မှာကိုရီးရွှေနဂါနော်ရွှေနဂါဖြစ်တဲ့အတွက်အဝါရောင်လေးပေါ့လဲဆိုတော့မစိုးဒီရက်2000အောင်ဝေးရဆိုရွှေနဂါပါဖြူလားအနက်လားအနီလားဒါမှမဟုတ်ကိုရီးယားနှစ်ပဲကြတဲ့ဟိုပါရွှေနဂါလေးပဲကြမလားနဂါရယ်တော်ရလို့တော့ကြားတယ်အဖြူရေအတဲဖြူလေးကြပါတယ်တဲ့ Oh my god ကက်လေးတိုင်လုံးမျိုးလုံးလေးအိတ်ချင်နေရသူ့ရဲ့ဒီသေးလေးကကြတော့သူကခြူလုံးလေးကလည်းအရှင်လေးပါတယ်နောက်ကိုကြည့်လိုက်လို့ရှိရင်အမီလေးတွေနဲ့ဒီမှာကီချင်းလေးပါ ling 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 ကဲယူရတော့ယူလို့ရှင်တဲ့ dragon catcher မျိုးလုံးမမေးလေးအဖြစ်အောင်လေးပေါက်ပါတယ်live ဖက်နေရောထိုင်ဝဲလေးခုလုံးမှာ install ရှိရတဲ့ live အားပေးကြပါဦးရှင်အားလုံးပဲ